I'm about to verse 0 the speaking pattern ကိုဘယ်နေရာတွေမှာသုံးရလဲတခုကိုငါသွားတော့မယ်ငါစားတော့မယ်ငါလုပ်တော့မယ်တော့မယ်အဲ့လိုမျိုးအခြေအနေမှာသုံးရပါတယ် I'm about to verse 0 verb infinitive verse 0ပါเนาะ phrase form လည်းဟုတ်တယ် phrase verb လည်းလုပ်တယ်เนาะ ses မပေါင်းတဲ့ verb မူရင်း verb ကိုပြောတာပါ for example เนาะငါရုပ်ရှင်ကြည့်တော့မယ် I'm about to watch a movie I'm about to watch a movie ငါရုပ်ရှင်ကြည့်တော့မယ် So, for example, number 2. ngā piro me. I'm about to finish. I'm about to finish. Ngā primau te ka puno me. I'm about to open the window. I'm about to open the window. Wale open to watch to finish to. Dare kono wa verb 0 ba. The speaking pattern ကိုလောက်တော့မယ်ကိုသွားတော့မယ်ကိုစားတော့မယ်ဆိုတဲ့အချိန်မှာဒီ speaking pattern လေးကိုတတိယလိုက်ပါ okay ပုံမှန်တိုင်းပဲစာကြောင်းလေးတစ်ကြောင်းမေးကြည့်မယ်အခုငါအပြင်ထွက်တော့မယ်ဒီစာကြောင်းလေးကိုဖြည့်ကြည့်ခဲ့ပေးပါ